အားလုံးပဲမင်္ဂလာပါဥပါကျော်သူဒီ YouTube channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့မနက်ခင်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကအခုမှတွေးလုံးမြင်လုံးဝင်အောင်အားပေးတဲ့လူသစ်ကိုကိုမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတစ်လုံးလုံးတွေပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်သူဒီ YouTube channel လေးကနေပြီးတော့စုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအခုဒီကျွန်တော်ရဲ့အခုဒီ live show video file လေးကိုကြည့်နေကြတဲ့9ခု9မတွေအားလုံးပဲကျွန်တော်တို့တောက်ကြနေညနေဈေးလေးမှာ3ပိုင်း3ပတ်သီးကျွန်တော်ရဲ့အဖွဲ့ဝင်နေကုန်ပိုင်းပတ်သီးကျွေးကြည့်ပတ်သီး3ပိုင်း3ပတ်သီးလေးနဲ့အားလုံးပဲဘယ်လောက်ဘိုးတွေပေါက်တယ်ဘယ်လောက်ဘိုးတွေရကြတယ်ဆိုတာကိုပေါက်ကြီးလေးတွေကိုတယောက်တစ်ချက်စီမန်လေးထဲမှာနော်ဝင်ရေးမယ်ဗျာနော်အားလုံးပဲကျွန်တော်တို့ဒါတောက်ကြနေတနေကုန်စာအတွက်ဘိုင်ဘတ်တီးအနေနဲ့ကျွန်တော်ထုတ်ပေးထားတယ်ကိုကိုမားတွေကိုဒါကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုပေါ့နော်နေ့တိုင်းကိုကိုမားတွေကလည်းတောက်ကြနေမနက်ပိုင်းမှာဘိုင်ဘတ်တီးရတယ်ညနေပိုင်းမှာလည်းဘိုင်ဘတ်တီးနဲ့ထပ်ရတယ်ဒါတောက်ကြနေညနေမှာဆိုရင်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေပေါ့နော်တချို့ယုံကြည်တဲ့ကိုကိုမားတွေကဘာမှမပြောပြနဲ့မယုံကြည်တဲ့ကိုကိုမားတွေကတော့တောက်ကြနေမှာအဖွဲ့လာဝင်ပြီးကိုကဒီ3မိုင်3ဘတ်တီးလေးကိုပတ်ရမှာပေါ့နော်အစင်မပြေတာမျိုးတွေတွေးရတယ်နော်မန်နေမှာပေါ့နော်3ဘတ်တီးလာပါမလား3ထွက်နိုင်ပါမလားကျွန်တော်ပြောတယ်အားလုံးကိုတောက်ကြနေမနက်ပိုင်းမှာရှစ်ထက်တဲ့အတွက်ဒီ3ဒီညနေပိုင်းမှာအားကောင်းတယ်ဘတ်တီးဖြစ်တယ်လို့ဒါlike မှာပေါ့နော်ကျွန်တော်ရေပန်းတမှန်ပြောလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါနေ့တိုင်းစောတဲ့ကိုကိုမားတွေတောင်မှဒါဘေးပတ်တီးကိုအဓိက main တင်ပြီးပတ်ရမယ်ဆိုတော့ကိုဒါအားလုံးသိမယ်နားလည်မယ်ပေါ့နော်အဲ့ဒါကြောင့်အားလုံးကိုကျွန်တော်စပြီးတော့အဖွဲ့မဝင်ခင်တည်းကပေါ့နော်အဖွဲ့ဝင်ခင်တည်းကကျွန်တော်တေချာလေးပြောတယ်အဖွဲ့ဝင်ရင်ယုံကြည်မှုရှိမှအဖွဲ့ဝင်ပါလို့ကျွန်တော်ပြောတယ်ဘာကြောင့်လဲဆိုရင်ယုံကြည်မှုရှိရင်ကျွန်တော်ကိုမေးနေစရာမလိုဒီတောက်ကြနေတနေကုန်စားနော်ဘိုင်ဘတ်တီးဒီ3ဘတ်တီးနော်ဒါကိုပဲတေချာလေးလုပ်နော်ညနေပိုင်းမှာဆိုပို့ပြီးတော့အားကောင်းလို့ကျွန်တော် live ထဲမှာတော့အားကောင်းတယ်လို့တေချာလေးပြောပေးတယ်ဒါဆိုလို့ရှိရင်ကိုလုံးစရာရှိတာလေးကိုဆက်ပြီးတော့လုပ်ဒီလိုမျိုးလေးယုံကြည်မှုရှိရင်ဒါဘာမှအဆင်မပြေစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့မယုံကြည်တဲ့ကိုကိုမားတွေကတော့မန်လဲမှာဝင်ရေးတာတို့ဘာလို့ကျွန်တော်တွေးရတယ်ပေါ့နော်ဒါပြီးနေလဲကျွန်တော်ကဒီပတ်သီးဒီဒါအားလုံးအတွက်ကျွန်တော်လက်ဆောင်အနေနဲ့ထုတ်တာဖြစ်တဲ့အတွက်လက်ဆောင်ပတ်သီးဒါအကြောင်းမျိုးကြောင့်ရှုံးနေတယ်နော်အကြောင်းမျိုးကြောင့်အဆင်မပြေဖြစ်ခဲ့တဲ့ဒီတစ်ပတ်မှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေအသစ်တွေပေါ့နော်ကျွန်တော်ရဲ့နေ့တိုင်း live ကိုပုံမှန်ကြည့်တယ်ကျွန်တော်ရဲ့အဖွဲ့ဝင်လူဟောင်းဆိုလို့ရှိရင်ဒီတစ်ပတ်ကအဆင်မပြေစရာအကြောင်းမရှိဘူးဒါပေမဲ့လည်းလူသေးကိုကိုမားတွေအခုမှမြင်တယ်အခုမှတွေ့တယ်ကျွန်တော်ကိုယုံကြည်တယ်ပေါ့နော်ယုံကြည်လို့လာပြီးတော့အဖွဲ့ဝင်နေဒါပြီးရင်တချို့ကြတော့လေကနန်းလေးမှန်လို့လာပြီးတော့အဖွဲ့ဝင်နေမယုံကြည်ဘဲနဲ့အဖွဲ့ဝင်တဲ့လူတွေတချို့တော့တွေ့ရတယ်ဒါပြီးနဲ့ကျွန်တော်ပြောတာရှင်းရှင်းလေးယုံကြည်မှုရှိမှအဖွဲ့လာဝင်အဓိကယုံကြည်မှုရှိမှကျွန်တော်ထုတ်ပေးတဲ့ကနန်းကိုကိုမားတွေယုံကြည်နဲ့လိုက်ကစားနိုင်မှာမယုံကြည်ဘူးဆိုရင်ယုံတော့မယုံတော့နဲ့ဆိုရင်ကနန်းကမထွက်သေးဘူးလာပါမလားဖြစ်နိုင်ပါမလားဆိုတာအတွေးမျိုးခေါင်းထဲမှာဝင်သွားရင်ကိုမားတွေအတွက်လည်းထိုးရတာအဆင်မပြေဘူးထိုးကြီးနဲသွားနိုင်တယ်အရာနဲသွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်အားလုံးကိုကျွန်တော်ကိုရှင်းရှင်းလေးပဲယုံကြည်မှုရှိမှအဖွဲ့လောင်းဝင်ပါလို့ကျွန်တော်ပြောပြီးသားအဲ့တော့ဂျာလာပရီတောက်ကြရှေ့ပတ်စာအတွက်ကိုတခါလေးအဖွဲ့ဝင်ထားတဲ့ကိုမားတွေကအဖွဲ့ပြန်ဝင်စေရမလိုတော့ပါဘူးဒါပြီးနဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်တောက်ကြနေမှာဘိုင်ဘတ်တီးတစ်လုံးကျွေးကြည့်ပတ်တီးတစ်လုံးနဲ့ကျွန်တော်အဖွဲ့ဝင်စပြီးတော့အောင်မြင်မှုရခဲ့ပါပြီအဲ့တော့အားလုံးပဲဘလောက်ဘိုးတွေပေါက်တယ်ဘလောက်ဘိုးတွေရတယ်ဆိုတာကိုပေါက်ကြီးလေးတွေမှန်ပြီးတော့ဝင်လာမယ်ကဲပြီးလို့ရှိရင်အားလုံးပဲဒါအခုဒီဗီဒီယိုဖိုင်လေးကအားလုံးအတွက်ကိုပေါ့နော်ကျွန်တော်တို့ရှေ့လာမယ့်အပတ်မှာဒါလူသစ်ပေါ့နော်အခုလိုက်ရှိုးဗီဒီယိုဖိုင်လေးကိုတွေးလို့ကျွန်တော်ရဲ့လူဟောင်းကိုမားတွေပြန်မဝင်အဖွဲ့ပြန်မဝင်ရသေးတဲ့လူဟောင်းကိုမားတွေကကျွန်တော်ရဲ့အခုလိုက်ရှိုးဗီဒီယိုဖိုင်လေးကိုတွေးလို့လူသစ်ကိုမားတွေကနော်ကိုကအကြောင်းမျိုးကြောင့်အဆင်မပြေဖြစ်ခဲ့တဲ့လူသစ်ကိုမားတွေနော်အဆင်ပြေမှဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီအခု live show view file လေးကိုအစားကနေအဆုံးပြီးဆုံးတိုင်အောင်ကြည့်ပါ
ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ3ရက်စာမွေးဒီဇာရိုးပတ်ဒီ100ရာခိုင်နှုန်းဒီကိုကိုမားတွေအားလုံးအတွက်နော်ဘလောက်ပဲရှုံးခဲ့လုံးဝအမျက်ပြန်ရအောင်ကစားလို့ရတဲ့ဒီဇာရိုးပတ်ဒီဖြစ်ပါတယ်နော်ဒီဇာရိုးပတ်ဒီဖြစ်တယ်အဲ့တော့ဇာရိုးပတ်ဒီတစ်လုံးနဲ့မွေးကနန်း2ကွက်ကိုကျွန်တော်အဖွဲ့ဝင်ကြီး1000ခွဲနဲ့အဖွဲ့ဝင်ခေါ်ပါပြီခေါ်ပေးနေပါပြီဗောနော်ဒါတောက်ကြနေတွေကဝင်တဲ့လူကလည်းဒီဇာရိုးပတ်ဒီ100ရာခိုင်နှုန်းနဲ့မွေးကနန်းရမယ်ကြာသာပရီးနီးတွေကဝင်ထားတဲ့ကိုကိုမားတွေကလည်းဒီဇာရိုးပတ်ဒီနဲ့မွေးကနန်း100ရာခိုင်နှုန်းကိုရမယ်အဲ့တော့အခုမှတွေးလို့ဝင်မယ်ဆိုတဲ့လူသစ်ကိုကိုမားတွေအားလုံးအတွက်ကိုဗောနော်ဒါတောက်ကြနေကတွေးလိုက်တယ်ကျွန်တော်ရဲ့ like ကိုတွေးလိုက်တယ်ဒါပေမဲ့ကိုကအဖွဲဝင်ပြီးမစောလိုက်ရဘူးနှေးလိုက်ပဲကြည့်ထိုးတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်ဒီတစ်ပတ်မှာကျွန်တော်ရဲ့ like လေးတွေကိုပုံမှန်ကြည့်တယ်မျက်သိန်းလောက်မြတ်တယ်ရာသိန်းလောက်ရတယ်အဆင်ပြေတယ်အဲ့တော့ကျွန်တော်နဲ့လက်တွဲပြီးတော့စပြီးတော့ဆော့မယ်လူသစ်ကိုမားတွေကောနော်အခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုမားတွေကိုအားလုံးပဲအဖွဲဝင်လို့ရပါပြီအဖွဲဝင်ကြီးကတော့1000ခွဲပါဒီတစ်ပတ်မှာနည်းနည်းလေးထူးထူးခြားခြားအနေနဲ့ကျွန်တော်တခုလုပ်ပေးထားတယ်အဲ့လာကတော့ကျွန်တော်တို့ဒီဇာရိုးပတ်ဒီ100ရာခိုင်နှုန်းမွေးကနန်း2ကွက်အပြင်ကိုကျွန်တော်လက်ဆောက်အနေနဲ့၄လုံးအခွေပေါ့နော်ဒီအခွေဒီလဲဘာကြောင့်ထုတ်ပေးရတာလဲဆိုရင်ကျွန်တော်တို့3-8လို့ကြားတဲ့အတွက်သူ့စီမှာအခွေတစ်ခွေထွက်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုဒီအခွေကိုလက်ဆောင်အနေနဲ့ထုတ်ပေးမယ်ပြီးရင်အခွေနဲ့ဒီဇာရိုးပတ်ဒီမွေကနန်းကိုဘယ်လိုဆော့ရမှာလဲဆိုရင်ကျွန်တော်လောလောဆယ်တော့ပေးလိုက်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်ဘယ်ဟာလေးကိုအရင်တင်ကစားဘယ်ဟာလေးကိုရှော့ကစားဆိုတာကိုကျွန်တော်ပြောမယ်ကဲအဲ့တော့အားလုံးပဲအခုလာရှိုးဗီဒီယိုဖိုင်လေးကိုကြည့်နေကြတဲ့ကိုမာတွေကျွန်တော်တို့20နဲ့26ရက်ကနေပြီးတော့28ရက်5လ2020နဲ့5တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်အတွင်းမှာမဖြစ်မနေလိုက်ပြီးတော့ကစားတဲ့နဲ့လုံးဝမဖြစ်မနေလိုက်စော့တဲ့နဲ့ဒီဇာရိုးပတ်ဒီ100ရာခိုင်နှုန်းနဲ့မွေးကနန်း2ကွက်ဒါကိုအဖွဲ့ဝင်ကြီး1000ခန်းနဲ့ကျွန်တော်အဖွဲ့ဝင်ခေါ်ပေးထားပြီးအဲ့တော့အဖွဲ့ဝင်မယ်ဆိုတဲ့ကိုမာတွေကဖုန်းနံပါတ်ကလေးကိုတစ်ခါလေးလိုက်ပြီးတော့မှတ်ပေးမယ်399695 T8 ခွန်33လုံး399695 T8 ခွန်33လုံးဒီဖုန်းနံပါတ်ဒီဝေးရှိတယ် KB ရှိတယ် Viber သုံးပါတယ်နော်နောက်ထပ်ဖုန်းနံပါတ်တစ်လုံးက399422532381 399422532381ဒီဖုန်းနံပါတ်ဒီဝေးရှိရယ် KB ရှိပါတယ်အဲ့တော့အားလုံးပဲ Viber မရှိဘူး Viber မသုံးဘူးဆိုတဲ့ကိုမာတွေကနော် Viber သုံးတယ်ဆိုတဲ့ကိုမာတွေက6951833လုံးကို Viber ကနေဆက်သွယ်ပါViber မသုံးဘူးဆိုတဲ့ကိုမာတွေကအခုကျွန်တော်ခေါ်ပေးတဲ့ဖုန်းနံပါတ်နှလုံးကိုအဆင်ပြေရကြိုက်နှစ်သက်ရဖုန်းလေးကိုဓာတ်ရိုက်ဆက်ပြီးတော့အဖွဲ့ဝင်ကြီး1000ခွဲနဲ့အဖွဲ့ဝင်လို့ရပါပြီအားလုံးပဲယုံကြည်မှုရှိမှဝင်ပါကျွန်တော်ပေးတဲ့ဇာရိုးပတ်ဒီမွေးနဲ့100ရာခိုင်နှုန်းနဲ့နော်ဇာရိုးပတ်ဒီကတော့ဒါတစ်လုံးနဲ့ဖြစ်မယ်နှလုံးနဲ့ဖြစ်မယ်စောရင်ကျွန်တော်နောက်ထပ်တစ်လုံးထပ်ထုတ်မယ်ဒါမစောခဲ့ဘူးကျွန်တော်တို့အနေထားတစ်ခုလောက်ပေါ့နော်အင်္ဂါနေ့ညနေအင်္ဂါနေ့ဗုဒ္ဓဟူးနော်မနက်စီအဲ့လိုမျိုးကြားတဲ့အပတ်ဆိုရင်တော့ကျွန်တော်နောက်ထပ်တစ်လုံးထပ်မထုတ်ဘူးပေါ့နော်ဒါပေမဲ့တေချာတာတစ်ခုကတော့ကျွန်တော်ရဲ့ဒီဇာရိုးပတ်ဒီတနင်္လာအင်္ဂါမှာနေလုံးဝမွေထုတ်တဲ့ပတ်ဒီအဲ့တော့အားလုံးပဲတနင်္လာအင်္ဂါမှာမွေထုတ်မယ်လို့စဉ်းစားထားတဲ့ကိုမားတွေအားလုံးကအဖွဲ့ဝင်လို့ရပြီနော်ယုံကြည်မှုရှိမှဝင်ယုံကြည်မှုစီအဓိက100ရာခိုင်နှုန်းဖြစ်တယ်နော်ယုံကြည်မှုမရှိရင်ဘာမှလုပ်လို့မရဘူးဘယ်သူကိုငေါမှကျွန်တော်အတင်းမခေါ်ဘူးဒါပေမဲ့ကိုကအကြောင်းမျိုးကြောင့်ရှုံးနေတယ်အဆင်မပြေခဲ့ဘူးဒီဇာရိုးပတ်ဒီမွေးကနန်း100ရာခိုင်နှုန်းနဲ့အမျက်ပြန်ရအောင်ယူမယ်အရင်ကြီးပြန်ယူမယ်နောက်ဆုံးအဆင့်နော်ဒီတစ်ပတ်အရင်မကြည့်ရင်နောက်တစ်ပတ်အရင်ကြည့်နောက်တစ်ပတ်အမြက်အဲ့လိုမျိုးလေးယူမယ်ဆိုတဲ့ကိုမားတွေပေါ့နော်ဒါကတော့ကျွန်တော်အထွေထူးပြောနေစရာမလိုပါဘူးဒီဇာရိုးပတ်ဒီကတော့ကျွန်တော်ကိုယ်တိုင်လည်းတောင်းဝင်ယူပြီးတော့ပေးတာဖြစ်တဲ့အတွက်ဒါကျွန်တော်တစ်ပတ်လုံးမှာတောင်းဝင်ယူမှုတောင်းဝင်ခံမှုအရှိဆုံးနဲ့ဒါတောင်းဝင်ယူပြီးပေးတာဆိုလို့ဒီဇာရိုးပတ်ဒီ100ရာခိုင်နှုန်းနဲ့မွေး2ကွက်ဖြစ်ပါတယ်နော်အဲ့တော့အဖွဲဝင်မယ်ဆိုတဲ့ကိုမားတွေကဖုန်းလေးဓာတ်ရိုက်ဆက်ပါဖုန်းနံပါတ်ကလေးကိုနားမလည်ဘူးဆိုရင်ကျွန်တော်အခုလာရှိုးဗီဒီယိုဖိုင်လေးအောက်မှာဖုန်းနံပါတ်ကလေးကိုပင်ထောက်ပေးလိုက်မယ်နော်ပင်ထောက်ပေးထားခဲ့မယ်ပြီးရင်ကျွန်တော်ရဲ့အဖွဲ့ဝင်လူဟောင်းကိုမားတွေလူသစ်ကိုမားတွေအားလုံးပဲယုံကြည်မှုလေးရှိအောင်နေပါ
ကဲဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်ရဲ့အခု live show video file လေးကိုအစားကနေဆုံးပြီးဆုံးတိုင်အောင်ကြည့်တဲ့ကိုကိုမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါတို့ရဆန္ဒလေးတွေတလုံးတစ်ဝါတွေပြည့်စုံကြပါစေလို့ကျွန်တော် over ကျော်ဒူရီ YouTube channel လေးမှာစုမွန်ကောင်းလေးတောင်းပေးရင်းနဲ့ live show video လေးကိုဒီမှာပဲရန်နာခွင့်ပြုပါဗျာနော်အားလုံးပဲ bye bye ပါနော်အခု live show video file လေးကိုတွေးတာနဲ့ကျွန်တော်တို့အဖွဲ့ဝင်မယ်ဆိုတဲ့ကိုကိုမားတွေကကြိုပြီးတော့အဖွဲ့ဝင်ထားလို့ရပါပြီကျွန်တော်အဖွဲ့ဝင်ကိုစနေတနင်္ဂနွေတနင်္လာနေ့မနက်7:00ခွဲအထိအဖွဲ့ဝင်ဖွင့်ပေးထားမယ်ကိုအဆင်ပြေတယ်ကြိုက်တဲ့အချိန်မှာဝင်ဒါပေမဲ့ဖုန်းလေးကတော့အဝင်နည်းနည်းစိတ်လိမ့်မယ်အဲ့တော့ဟိုဘယ်လိုခေါ်မလဲကိုကိုမကြီးနဲ့တကောမရရင်2ကောမရရင်3ကောလောက်တော့ခေါ်ပြီးနော်ဘာကြောင့်လဲဆိုရင်ဒါဖုန်းအဝင်လေးစိတ်တယ်တခါရရင်မကိုင်းနိုင်တာလေးတွေရှိတယ်ဗောနော်ဖုန်းပြောနေနေမကိုင်းနိုင်တာလေးတွေရှိတယ်နော်အဲ့တော့အားလုံးပဲတကောမရ2ကောမရ3ကောလောက်တော့ခေါ်ပေးပါနော်ကဲအားလုံးပဲဘိုင်းပါနော်မွေးဒီတစ်ပတ်မှာလည်းထပ်ပြီးတော့မွေးထုတ်မယ်နော်အားလုံးပဲ